ညစ်တော့ဝဲတာကိုပဇွန်တွေအများကြီးထည့်ပေးတဲ့ဆိုင်ဆိုလို့ဒီဆိုင်တစ်ဆိုင်ပဲတွေ့ဘူးသေးတယ်ပဇွန်တွေကတော့အကောင်ကြီးအရင်မကြီးပေမဲ့ပဇွန်ကြော့တွေကိုကျွတ်နေအောင်လှော်ထားတဲ့အတွက်ကြောင့်မို့လို့မှုေးလဲမှုေးတယ်ကျွတ်လေးနဲ့စားလို့ကောင်းပါတယ်ဆိုင်ရမောင်လေးလည်းညီမလေးကလည်းရောင်းတာဟောစေတနာပါတာပါသူတို့ဆိုင်ရောက်လို့ရှင်စားကျင်တဲ့ဟာလေးတွေကိုလည်းမြည်ကြည့်ခိုင်းပါသေးတယ်ချင်းမောင်ကတော့တစ်မျိုးတည်းပဲတုတ်တုတ်အစုံမဲတုတ်တုတ်တပွဲကို2000ပေးရပါတယ်ရှင်သူရဲ့2000ကလေးပေးရတာနဲ့ရတဲ့ပမာဏကိုလည်းကြည့်လိုက်အောင်နော်ဖော့ဖိုင်နဲ့တစ်ဖက်အမောက်ကိုရတာပါရှင်ပိတ်တာတော့မနေပိတ်ယူရတယ်ပေါ့နော်အချင်းမောင်ရတာလေးကလည်းငပိရတာအရင်များတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အရင်စားလို့ကောင်းတယ်ကျမကတော့ပြိုးရင်းနဲ့တော့အတန်သွင်းရင်းနဲ့ထပ်စားကျင်လာတယ်ပေါ့မလေးမှာတရက်တီးအရင်ရှားနေတဲ့အချိန်မှာတော့သူစီမှာတရက်တီးရတယ်လို့ပြောတယ်နော်ကျမကတော့သွားခဲ့တာနည်းနည်းနောက်ကျလို့တရက်တီးမစားခဲ့ရပါဘူးဈေးတွေမဲ့တက်တာနေရလားဆိုတော့လည်းမဟုတ်ဘူးမြစ်တုပ်တွေပါတွေဆိုလည်းတော်တော်လေးကိုစားလို့ကောင်းတဲ့အရာတာလေးချင်းကန်ဆက်ကပြောစရာမလိုအကုန်လုံးကွက်တီပဲပေါ့နော်ပြီးတော့နောက်ထပ်သူစီမှာနာမည်ကြီးတာကတင်မော်တီတောင်းတို့ခယူထောင်းတို့လည်းအရန်ကိုနာမည်ကြီးပြီးစားလို့ကောင်းပါတယ်ဒီနေ့မဝယ်ခဲ့တာပေါ့နော်ခယူထောင်းဆိုလည်းမညှိနေဘူးကွယ်ပြီးတော့ခယူတွေမှာအများကြီးပါတာတပွဲကိုပြောင်းမှုလောင်းတို့ဘာလို့ဆိုလဲမုတ်ဖက်လေးတွေပါထည့်ပေးတဲ့အခါကျတော့တော်တော်လေးလိုက်ဖက်ပြီးတော့စားလို့ကောင်းတယ်ပြောင်းမှုလောင်းနဲ့မုတ်ဖက်နဲ့လေဆိုင်ရဆိုင်ခွဲနှစ်ဆိုင်ရှိရသေးသွားခဲ့တာတော့38လမ်းဆိုင်ပေါ့နော်သူ့အဖေကတော့ဒီ41လမ်းပေါ်မှာကားလေးနဲ့လာရောက်ပါတယ်3နိုင်လောက်ဆိုရင်ရောက်ပြီလို့ပြောတယ်ဒီဆိုင်နှစ်ဆိုင်လုံးရဲ့လိပ်စာလေးတွေထည့်ထားပေးပါမယ်ရှင်ဆိုင်နာမည်ကတော့ဦးမိုးတန်းလို့ခေါ်ပါတယ်